21ရက်နေ့ကိုစိုးရိမ်နေတဲ့မိတ်ဆွေများနားထောင်ပေးပါဗျငယ်လျင်ကြီးတစ်ခုလှုပ်ပြီးတဲ့နောက်မှာငယ်လျင်ငယ်လေးတွေလာတာကတော့ထုံးစံပါငယ်လျင်ကြီးတစ်ခုလှုပ်ဖို့ဆိုရင်ဥပမာ 6.5 မဂနီကျူရှိတဲ့ငယ်လျင်တစ်ခုလှုပ်ခတ်ဖို့ဆိုရင်အနည်းဆုံးပြင်းပြအားဖြင့်10နှစ်လောက်ကြာတတ်ပါတယ်ဥပမာပြောရရင်2012ခုနှစ်ကပြင်းအား 6.9 မဂနီကျူရှိတဲ့ငယ်လျင်လှုပ်ခတ်ခဲ့ပြီးနောက်2025ခုနှစ်10နှစ်ကျော်ကာလအရောက်မှာ 7.7 မဂနီကျူနဲ့ 6.4 မဂနီကျူဆိုပြီးထလှုပ်တာပါငယ်လျင်ကြီးတစ်ခုလှုပ်ဖို့ဆိုရင်လှုပ်ချင်သလိုကြီးထမလှုပ်ပါဘူးနှစ်ပေါင်းများစွာအားတွေစူဆောင်းပြီးတဲ့အခါမှထားပြီးလှုပ်တာပါဒါဆိုရင်အခုလိုင်းပေါ်မှာနာမည်ကြီးနေတဲ့21ရက်နေ့မှာလာမဲ့8မဂနီကျူကျော်တဲ့ငယ်လျင်ကြီးဆိုတာကရောဟုတ်ကဲ့8မဂနီကျူကျော်တဲ့ငယ်လျင်ကြီးလှုပ်ခတ်နိုင်ပါတယ်နောက်နှစ်ပေါင်း40ကျော်50ကြာပြီးတဲ့အခါမှပါသိပ္ပံပညာရှုထောင့်အမြင်ကနေကြည့်မယ်ဆိုရင်လာလေးချရုံနဲ့8မဂနီကျူကျော်တဲ့ငယ်လျင်ကြီးလှုပ်ဖို့အတွက်မဖြစ်နိုင်ပါဘူးဘာကြောင့်လဲဆိုတော့8မဂနီကျူကျော်လှုပ်ခတ်ဖို့ဆိုရင်နှစ်ပေါင်းများစွာအားတွေစူဆောင်းရမှာမလို့ပါအဲဒါကြောင့်21ရက်နေ့ကိုအရင်ကြီးမစိုးရင်ကြပါနဲ့လို့ပြောချင်ပါတယ်8မဂနီကျူကျော်တဲ့ငယ်လျင်ကြီးလှုပ်ခတ်ဖို့ရာခိုင်နှုန်းက100မှာ100ရာခိုင်နှုန်းပဲရှိပါတယ်99ရာခိုင်နှုန်းကမလှုပ်ဖို့များပါတယ်ဒါဆိုဘလို့ငယ်လျင်မျိုးတွေလှုပ်နိုင်လဲဒီနေ့လည်းကလှုပ်သွားသလိုမျိုး4မဂနီကျူနဲ့6မဂနီကျူကြတော့လှုပ်နိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကြိုတင်ပြင်ဆင်မှုလေးတွေလှုပ်ထားပြီးသတိဝိရိယလေးနဲ့နေပါလို့တော့အကြံပေးပါရစေမိတ်ဆွေတို့လက်ရှိနေထိုင်နေတဲ့နေရာပတ်ဝန်းကျင်ကိုတေချာလေးလေ့လာထားပါဘယ်နေရာကပြိုကျနိုင်တယ်ဘယ်နေရာကတော့လွတ်နိုင်တယ်ဆိုတာကိုလည်းရွေးထားပါလှုပ်ပြီးရေးဆိုတာနဲ့ကြိုပြီးရွေးထားတဲ့နေရာကိုပြေးပါနည်းနည်းများများပြေးပါဒီနေ့နေ့လည်းကပြန်လှုပ်တော့21ရက်နေ့ဆိုတဲ့ကြရက်ကြီးကကြီးစိုးနေမှာကိုစိုးရိမ်တဲ့အတွက်ကျွန်တော်နားလေထားတာလေးကိုလာရောက်ရှင်းပြပေးခြင်းဖြစ်ပါတယ်